သူရရဲ့ပခုံးပေါ်ကအေးဆက်ဆက်လက်ချောင်းတွေကြောင့်တကိုယ်လုံးတောင့်တင်းသွားပြီးအသက်ရှူဖို့တောင်မေ့သွားရတယ်။သူဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တော့သူ့နောက်မှာရက်နေတာကစောကအဘွားအိုမဟုတ်ပဲဖြူဖြော့ပြီးကြောက်လန့်တကြားဖြစ်နေတဲ့မိန်းကလေးတစ်ယောက်ရဲ့ဝိညာဉ်ဖြစ်နေတယ်။သူမရဲ့လေပင်မှာကြိုးကွင်းဆွရာကြီးကအထင်သားရှိနေပြီးလက်ညိုးကိုနှက်ခမ်းပေါ်တင်ကတိုးနေဆိုတဲ့အမှုအရာပြလိုက်တယ်။ရုတ်တရက်အခန်းတကားကိုတစုံတစ်ယောက်ကအပြင်ကနေပစိန်နဲ့ထုရိုက်လိုက်တဲ့ဒိုင်းဆိုပြီးထွက်ပေါ်လာတယ်။အပြင်ကအတန်ကတော့စောကအဘွားအိုရဲ့အတန်ကြီးပါပဲ။တကားဖွင့်စမ်းမောင်ရင်ဘီရိုကိုမထိနဲ့လို့ငါပြောထားတယ်မလား။အခုတော့မင်းလဲအဲ့ဒီထဲကိုဝင်ရတော့မယ်။အဘွားအိုရဲ့အတန်ကလူတန်နဲ့မတူတော့ပဲဟိန်းဟောက်တန်ကြီးဖြစ်နေတယ်။မိန်းကလေးဝိညာဉ်ကသူ့ရကိုဘီရိုထဲကိုအတင်းတုံးပို့တယ်။သူ့ရကြောက်လန့်နဲ့ဘီရိုထဲကိုဝင်လိုက်တဲ့အချိန်မှာပဲအခန်းတကားကြီးပွင့်ထွက်သွားပြီးအဘွားအိုကလက်ထဲမှာပစိန်ကြီးတစ်လက်ကိုကင်ပြီးဝင်လာတာကိုမြင်လိုက်ရတယ်။အဘွားအိုရဲ့မျက်နှာကအရည်ပြားတွေကွာကျနေပြီးအတွင်းကအယိုးစုကြီးပုံနေပြီးဘီရိုထဲရောက်သွားတဲ့သူ့ရဟာမှောင်အတိကျနေတဲ့ဘီရိုနောက်ကျောကအပေါက်တစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီအပေါက်ကတဆင့်အောက်ထပ်ကိုဆင်းလို့ရတဲ့လှီကားအစုပ်လေးတစ်ခုရှိနေတာပါ။သူရအသက်လူပြီးဆင်းပြေးခဲ့တယ်။အောက်ထပ်ရောက်တဲ့အခါမှာတော့သူမြင်လိုက်ရတဲ့မြင်ကွင်းကကြောက်စရာအကောင်းဆုံးပါပဲ။အိမ်အောက်ထပ်မြေတိုက်ခန်းထဲမှာလူသေးအလောင်းပေါင်းများစွာကိုဘီရိုတွေထဲထည့်ပြီးစီထားတာပါ။အဲ့ဒီအထဲမှာအခင်းဖြစ်ညကသူရတွေ့ခဲ့တဲ့မိန်းကလေးရဲ့ရုပ်အလောင်းလည်းရှိနေတယ်။ဒီအဖွားအိုဟာတဲခိုသူတွေကိုတတ်ပြီးဝိညာဉ်တွေကိုဘီရိုထဲမှာပိတ်လောင်ထားတဲ့စုံးမကြီးမှန်သူရသဘောပေါက်သွားခဲ့တယ်။သူရအိမ်အပြင်ဘက်ကိုထွက်ဖို့ပြေးပေါက်ရှာနေတော့အနောက်ကနေအဖွားအိုကပစိန်နဲ့လိုက်ခုတ်တယ်။သူရလှေကားအောက်ကစီပုံတပုံးကိုကန်ချလိုက်ပြီးလက်ထဲကမီးချစ်ကိုချစ်ကပစ်ချလိုက်တယ်။၆တွေ့နေတဲ့တစ်သားအိမ်ဟောင်းကြီးဟာခဏချင်းမှာပဲမီးဟုံတောက်သွားပါတော့တယ်။အာအဖွားအိုရဲ့ဆူးရှာတဲ့အော်တန်ကြီးကမီးတောက်တွေထဲကနေထွက်ပေါ်လာတယ်။သူရအိမ်အပြင်ကိုလွတ်အောင်ပြေးထွက်နိုင်ခဲ့ပြီးမိုးတဲထဲမှာလမ်းပေါ်ရောက်တဲ့အထိမနာတမ်းပြေးခဲ့တယ်။မနက်မိုးလင်းလို့ရဲတွေနဲ့အတူပြန်လာကြည့်တဲ့အခါမှာတော့အဲ့ဒီနေရာမှာအိမ်ကြီးမရှိတော့ပဲလွန်ခဲ့တဲ့နှစ်ပေါင်း20ကတည်းကမီးလောင်ပြကျထားတဲ့အိမ်ပြက်ရာကြီးတစ်ခုပဲရှိပါတော့တယ်။သူရရဲ့အိတ်ကထဲမှာတော့ထူးဆန်းတဲ့အမှတ်တရတစ်ခုကြံခဲ့တယ်။အဲ့ဒါကတော့အခန်းထဲမှာတွေ့ခဲ့ရတဲ့မိန်းကလေးရဲ့ပုံပါတဲ့ဓာတ်ပုံဟောင်းလေးတစ်ပုံပါ။ဓာတ်ပုံနောက်ကျောမှာတော့ကဲ့ပြီးလို့ကြီးစုတင်ပါတယ်ဆိုတဲ့သွေးရောင်စားသားလေးထင်ကြံနေခဲ့ပါတော့တယ်။ပြီးပါပြီ။